တစ်သားစစ်မျိုးဤမီးနဲ့နှလုံးသားဓာတ်တလက်ရဲ့အေးဆက်မှုနဲ့နှလုံးသားတစ်စုံရဲ့နှွေးထွေးမှုဘဲရကပိုခိုင်မာမလဲမြို့ကိုကာကွယ်ဖို့တစ္ဆာဆိုထားတဲ့စစ်တီတော်အာရီယာနဲ့စစ်ကိုမုံတီးပြီးငိမ့်ချမ်းမှုကိုတောင့်တတဲ့မိန်ကလေးလင်းယုံကံကြမ္မာကသူတို့ကိုမီးကြောက်တွေကြားမှာစုံစည်းခဲ့ပေမယ့်ရန်သူမုန်တိုင်းကသူတို့ရဲ့ဂရိစကားတွေကိုရှိုက်ခတ်လာတဲ့အခါမှာတော့အာရီယာတယောက်မြို့ကိုကာကွယ်မလားသူ့အသက်ထက်ချစ်ရတဲ့လင်းယုံကိုကယ်တင်မလားရင်မထဲစိုက်ဝင်သွားတဲ့ဓာတ်တလက်ကသူတို့ရဲ့အိမ်မက်တွေကိုအဆုံးသတ်လိုက်ပြီလားမီးကြောက်တွေငင်းင်းသွားတဲ့နောက်မှာလင်းယုံရီမှန်းတဲ့ဓာတ်မရှိတဲ့မြို့ကောတကယ်ဖြစ်လာနိုင်ပါမလားမီးမရှိတဲ့နေရာမှာမင်းနဲ့အတူနေခြင်းတဲ့ဆိုတဲ့နောက်ဆုံးစကားကရင်ဘက်ကိုလာထိမှန်ဦးမှာပါစစ်ပွဲကြားကအချစ်ဇလံဆွတ်လွတ်မှုနဲ့မြို့လင်းချက်တွေပြီးအနှံ့နေတစ်သားစစ်မြို့ဤမီးညက်နှလုံးသားအာရီယာနဲ့လင်းယုံတို့လက်ကံကြမ္မာကိုအတူတူဆက်လက်စောင့်ကြည့်ခံစားကြည့်ကြရအောင်ပါတစ်သားစစ်မျိုးရဲ့အဆောင်အရှောင်မြို့နှင်းတွေဝေနေတဲ့တောင်တန်းကြီးရဲ့အောက်ခြေမှာတစ်သားစစ်မျိုးဟာငိမ်သက်လွန်နေတယ်။မြေရည်စေးတန်းဟာညနေပိုင်းမှာပိုလို့တောင်ကျဲလောင်နေသလိုပဲ။အာရီယာဟာမြို့ရိုးပေါ်မှာခြေတန်းဖွားဖွားနေရင်ကင်းလည်နေတယ်။သူ့လက်ထက်ကသားအိမ်ဟောင်းလေးကပွတ်တိုင်မိတိုင်းထွက်ပေါ်လာတဲ့အတန်းဟာသူ့အသက်တော့ရင်းနှီးနေတဲ့သေးသွားတစ်ခုလိုပါပဲ။တစ်သားတွေထဲမှာသွေးရှိတယ်လို့သူ့ဖခင်ကအမြဲပြောအရှိပြီ။အခုမှသာအာရီယာအဲ့ဒီစကားရဲ့အတိတ်ပဲကိုနားလည်လာတော့တယ်။မြို့ရိုးကိုတီဆောင်ထားတဲ့တစ်တိုင်ကြီးတွေကိုသူ့လက်နဲ့အသားအရာထိတွေ့လိုက်တဲ့အခါကြမ်းတမ်းတဲ့အခုတ်တွေကြမှာရှေးစသေးတွေရဲ့စသေးမှုတွေကိန်းအောင်နေတယ်လို့သူခံစားရတယ်။အာရီယာစဉ်းစားနေမိတာကအမွေအနှစ်ဒီဓာတ်ဟာသူ့အတွက်ကစားစရာမဟုတ်တော့ပဲတစ်မျိုးလုံးရဲ့အသက်ကိုထမ်းဖိုးထားရတဲ့တာဝန်တစ်ခုဖြစ်နေပြီ။အာယုံခံစားမှုလေထူးထဲမှာပါလာတဲ့မီးခိုးနံနဲ့ရန်သူအငွေအထက်ကိုသူကသားရဲတကောင်လို့နားဆွနေရတယ်။ဖခင်ရဲ့ဝိညာဉ်မြို့ရိုးရဲ့ထောင်ကျိုးတစ်ခုစီတိုင်းမှာသူဖခင်ရဲ့ခြေရာတို့ရှိနေသလိုမျိုးသူဟာတယောက်တည်းကင်းလဲနေတာမဟုတ်ပဲဖခင်ထက်သူကဘေးကနေစောင့်ရှောက်ပေးနေတယ်လို့ယုံကြည်နေမိတယ်။မီးတောက်တွေဟာလေထဲမှာတစ်ဖြက်ဖြက်နဲ့ခတ်ခိုနေကြတယ်။အာလီယာကတော့မီးပွန်ကိုကြော်ခိုင်းပြီးမောင်မိုက်နေတဲ့တောအိုးဘက်ကိုမျက်မှောက်ကျုပ်ကြည့်လိုက်တယ်။မြို့ထဲကလူတွေအေးချမ်းစွာအိမ်မော့ကြနိုင်ဖို့အတွက်သူဟာဒီညမှာလဲနိုးချနေတဲ့ဓာတ်တလက်ဖြစ်နေရဦးမှာပါအာရီယာသည်တောဆက်တွင်လမ်းလျှောက်ရင်းခြုံပုတ်တစ်ခုအနီး၌လဲကျနေသောလူတစ်ယောက်ကိုတွေ့လိုက်သည်အနားသို့တိုးသွားသောအခါဒဏ်ရာများဖြင့်နွမ်းရွယ်နေသည့်မိန်းကလေးတစ်ဦးထင်နေသည်နေပါဦးမင်းကဘာတူလဲဒီမှာဘာဖြစ်နေတာလဲကျမကိုမတတ်ပါနဲ့စစ်ရေးထားပါငါကမင်းကိုရန်ပြုတ်ဖို့လာတာမဟုတ်ဘူးမင်းတန်ရာတွေကတော်တော်ပြင်းနေတယ်ကျမနာမည်လင်းယုံပါဟိုဘက်မြို့ကစစ်ပွဲတွေကနေထွက်ပြေးလာတာရန်သူမြို့ကပေါ့ဒါပေမဲ့မင်းကဘာလို့ဒီအထီးရကိုပြေးလာတာလဲကျမစစ်ကိုမုန်းတယ်သွေးတွေကိုမမြင်ချင်တော့ဘူးလူတွေတယောက်နဲ့တယောက်တပ်ဖြတ်နေတာတွေကိုကြည့်ပြီးကျမနှလုံးသားတွေကြေကွဲလွန်းလို့အဲ့ဒါကြောင့်ဒီကဘာကြီးမှာငိမ့်ချတဲ့နေရာတစ်ခုရှိမလားဆိုပြီးထော်လာခဲ့တာအာရီယာသူမ၏စကားကြောင့်ရင်ထဲထိခိုက်သွားသည်စစ်မျိုးသားတယောက်ဖြစ်တဲ့ငါအထွတ်တော့ဒါဟာအထူးဆန်းဆုံးစကားပဲဒါပေမဲ့မင်းရဲ့မျက်လုံးတွေကလိန်နေပုံမရဘူးအာရီယာသည်လင်းယုံကိုထူလိုက်ပြီးသူမ၏ဒဏ်ရာကိုသူ့ဝေယုံစာဖြင့်စီးပေးလိုက်သည် လာပါလင်းရောငါမင်းကိုကူညီမယ်ဒီမြို့ထဲမှာမီးတောက်တွေနဲ့လက်နက်တံတွေပဲရှိတာမဟုတ်ဘူးဆိုတာငါသက်သေပြပါရစေထိုနေ့မှစ၍စစ်မီးများတောက်လောင်နေသောမြော့ပြတ်ကြီးထဲသို့စစ်ကိုမုံတီးသောလင်းယုံနှင့်သူမကိုကာကွယ်ပေးမိအာရီယာတို့ကြောင့်မတူညီသောငိမ့်ချမ်းခြင်းအလင်းရောင်တစ်ခုစတင်ဝင်ရောက်လာခဲ့လေတော့သည်စစ်မီးတောင်များဝန်းရနေသည့်မြို့ပြကြီးတစ်ခုအတွင်တွင်မျော်လင့်ချက်ဟူသည့်အလွန်ပင်ရှားပါလာသည်ထိုစစ်မြို့ငယ်လေးတွင်လင်းယုံသည်ဒဏ်ရာရရှိသူများကိုဆေးကုသပေးရင်လူတိုင်း၏အားကိုးရာလူတိုင်း၏မျော်လင့်ချက်အလင်းတိုင်တစ်ခုဖြစ်လာခဲ့သည်သူ၏ဆေးပညာသည်ခန္ဓာကိုယ်မှဒဏ်ရာများကိုကုသပေးနိုင်ုံသာမကစိတ်ဓာတ်ကြဆင်းနေသူများကိုလည်းခွန်အားပေးနိုင်ခဲ့သည်အခြားတစ်ခါမူတိုက်ပွဲဝင်စစ်တီတူးထီသူအာရီယာရှိနေသည်သူမသည်ရဲရင်သူဖြစ်တော်လဲစစ်သွဲ၏ကြမ်းတမ်းမှုများအောက်တွင်သူမ၏နှလုံးသားမှာပင်ပန်းနွမ်းနယ်နေရှာသည်
မြို့နိုင်ရန်ပေါ်မှာညချမ်းများညနိုင်စစ်မြို့ဟောင်းဤမြင်မာလာသောနိုင်ရန်ပေါ်မှာလင်းယုံနှင့်အာရိယတို့စုံတွေ့လိကြသည်ဝေးလံသောအရမျက်နှာများမှတောက်လောင်နေသည့်စစ်မီလျံများကိုကြည့်ရင်သူတို့နှစ်ဦးရင်းဖွင့်စကားများပြောဖြစ်ကြသည်တညတွင်လင်းယုံကအဝေးကမီးတောက်ဤကိုငေးကြည့်ရင်အာရိယကိုမြေခွန်းတစ်ခုမေးခဲ့သည်ဒီစစ်ကွဲကြီးပြီးသွားခဲ့၏မြင့်ပါရီလှုပ်ချိန်လေအာရိယဒီခဏများတက်ဆိတ်သွားသည်ထို့နောက်မျက်လုံးများကိုမှိတ်ကာခံစားချက်အဖြစ်နဲ့ပြန်လည်ဖြေချခဲ့သည်ကျွန်တော်လားဒီလိုမီးတောက်တွေတနက်တန်တွေသွေးညီနှံ့တွေမရှိတဲ့အေးချမ်းတဲ့နေရာတစ်ခုမှာပဲနေချင်းတော့တယ်ထိုစကားသခွန်းသည်လင်းယုံ၏နှလုံးသားကိုထိမှန်သွားစေခဲ့သည်စစ်ပွဲတွေတွင်ရှင်သန်နေရတော့လေငင်းချမ်းကြီးကိုစားလောင်နေသည့်သူတို့နှစ်ဦး၏စမ်းသာခြင်းမှာထက်တူကြနေခဲ့သည်ညာဥယျာဉ်အချိန်မြို့ရိုးပေါ်ရှိမိတိုင်များမှာမိတောက်များသည်လိန်ငိမ်မြင်တဲ့ပြင်ငိမ်သက်နေသည်သို့တော့ထိုငိမ်သက်မှုသည်မုံတိုင်းမလာမီခက်တာစိတ်ငြိမ်ခြင်းသာဖြစ်သည်အဝေးမှမြင်းခွာတန်များနှင့်တန်ချက်ကအင်ကြည့်ခြင်းပွတ်တိုက်တန်များကရန်သူတက်မတော်ကြီးအလုံးအင်းနှင့်ချင်းကပ်လာနေကြောင်းသတိပေးနေသည်အာရိယသည်သူ့ဓာတ်ကိုကြစ်ကြစ်ပအောင်ဆုပ်ကင်ရင်းမျက်လုံးများကအရှိတ်စစ်မြေပင်စီသို့စူးစိုက်ကြည့်နေသည်သူတို့ရောက်လာသည်လင်းယုံသည်အာရိယ၏လက်မောင်းကိုတုံညီနေသောလက်များဖြင့်ဆုပ်ကင်လိုက်ကအတန်ကိုထိန်ပြောရင်းအာရိယမတော်လို့မရဘူးလားရန်သူကအယမ်းများလွန်းတယ်အာရိယသည်ခဏမျှတိုက်ဆိတ်သွားပြီးနောက်ငါမတော်ရင်ဒီညမြို့ရိုးတွေပြိုပြတ်သွားလိမ့်မယ်လင်းယုံငါတို့ချစ်တဲ့သူတွေအားလုံးမြေစာပင်ဖြစ်ကုန်ကြလိမ့်မယ်လင်းယုံသည်မျက်ရည်ဝဲလျက်အာရိယ၏လက်ကိုပုံမမြဲမြံစွာဆုပ်ကန်နေလိုက်သည်ဒါဆိုရင်ဂရီတစ်ခုပေးပါပြန်လာပါဘလို့ပဲဖြစ်ဖြစ်အသက်ရှင်ပြီးပြန်လာအောင်မယ်လို့ဂရီပေးပါအာရိယသည်သူ့လက်ကိုဆုပ်ကန်ထားသောလင်းယုံ၏လက်ပေါ်သို့အခြားလက်တစ်ဖက်ထင်ထက်မှန်အုပ်လိုက်ကလေးနက်စွာခေါင်းငိတ်ပြသည်ဒီမျိုးကြီးအတွက်တင်မဟုတ်ဘူးမင်းအတွက်လည်းငါပြန်လာမယ်ငါအသက်ကမင်းစီမှာမရှိနေတာမို့လုံးဝအရှုံးမပေးဘူးအာရိယသည်လင်းယုံ၏လက်ကိုလွှတ်လိုက်ပြီးမြို့တကားကြီးစီသို့ပြတ်တစွာရှောက်လန်းသွားသည်မြို့အပြင်ဘက်စစ်မြေပြင်သို့အာရိယခြေချလိုက်ပြီးနေပြိုင်တဲ့တပားမြေကြီးမှတိမ်တိမ်တုန်သွားတော့သည်တန်ချက်ကဝတ်ဆင်ထားသောစစ်တဲ့တော်ထောင်တောင်းကြီး၏ဟိန်းဟောက်တန်များဒိုင်းလွှားချင်းရိုက်ခတ်တန်များသည်တန်တရားတစ်ခွေလုံးလှုပ်ခါသွားတဲ့ကဲ့သို့ပြင်းထန်လာသည်လင်းယုံသည်မြို့ရိုးပေါ်မှနေ၍ဖုံလုံးများကြားထဲပျောက်ကွယ်သွားသောအာရိယ၏ကြောပင်ကိုကြည်ရင်ဆူတောင်းနေမိသည်မုန်တိုင်းကစတင်နေပြီဒါပေမဲ့အာရိယကတော့ထိုမုန်တိုင်းကိုရင်ဆိုင်ဖို့အသင့်ရှိနေခဲ့သည်
လေးယိုမင်းဒီမှာရှိတာကိုမင်းကိုဖားပြီးတော့မင်းကိုစာပြင်းမယ်မင်းဖက်ကိုပြေးမလဲမင်းဖက်ကိုပြေးမလဲ မြင်ခွင်းမိကိုများဖုံမှုန်များကြတဲ့ဖြစ်စည်းနေသောမျိုးရိုးအနီးအာရိယာနဲ့ဘိုးချုပ်ကာရတ်တို့ဓာချင်းရှင်ခုန်နေကြသည် မင်းရဲ့မြို့ကြီးကတော့ပြိုကျတော့မယ်အာရိယမင်းတယောက်တည်းကငါတမရိုကိုတားဆီးနိုင်မယ်ထင်နေတာလား ငါအသက်ရှင်နေသေးဝေဒီမြို့တကားကိုမင်းတို့ကြော်သွားခွင့်မရစေရဘူး တခင်အာရီယာတရင်ဆိုပါရန်သူတပ်ဖွဲ့တချို့ကမြို့နောက်ဖက်ကိုပတ်ပြီးလင်းယုံခိုရောင်းရတာတန်ကုန်းကိုတိုက်ခိုက်ပြီးပြီမမလေးလီယာအန္တရာယ်ရှိနေပါတယ် ကြားတယ်မလားမင်းမျိုးကိုကာကွယ်မလားမင်းရဲ့ချစ်သူကိုကယ်မလားမင်းဓာတ်ကိုချလိုက်ရင်ငါတော့ဒီမျိုးကိုမြေလံပြစ်မှာပဲဒါပေမဲ့မင်းအခုမသွားရင်တော့လင်းယုံလေးကတော့အသက်ပြောက်တော့မယ် လီယာငါဘာလုပ်ရမလဲအားလုံးနားထောင်ကြမြို့တကားကိုပိတ်ထားကြငါပြန်မလာမချင်းအသေးခံခုခံကြမင်းဘာလို့မလို့လဲအာရီယာမြို့ကိုတော့ငါရဲဘော်တွေကာကွယ်လိမ့်မယ်ဒါပေမဲ့လီယာအတွက်တော့ငါတကောက်သေးပဲရှိရဲ့ အာရိယသည်လင်းယုံရှိရာဘက်သို့အစွမ်းကုန်ပြီးထွက်သွားတော့သည်ဘိုးချုပ်ကာရက်သည်အံ့အားသင့်စွာကြံရစ်ခဲ့သည် မီလီယံတွေကဝါမြို့နေတဲ့နန်းတော်ဟောင်းကြီးတွေမှာအချိန်တွေဟာတုံဆိုင်သွားတယ်လို့ပဲအာရိယာဟာသူ့ရဲ့နောက်ဆုံးခွန်အားကိုစူးစီးပြီးလင်းယုံကိုဘေးကင်းရာစီတုံးပို့ပေးနိုင်ခဲ့ပေမဲ့သူ့အသက်ပြန်လန်းမရှိတော့ပါဘူးအာရိယာရဲ့ရင်ပေါက်မှာစိုက်ဝီနေတဲ့ထပ်မြက်တဲ့ဓားသွားစီကသွေးတွေဟာမြေပြင်ပေါ်ကမီးခွားတွေနဲ့ရောရှက်နေတယ်နာကျင်မှုတဲ့ပုံမနတ်ဆိုင်တဲ့အကြည့်တွေနဲ့သူဟာလင်းယုံကိုကြည့်နေခဲ့ပါတယ်နောက်ဆုံးစကားလင်းယုံကအာရိယာရဲ့ခန္ဓာကိုယ်ကိုဖွေးပိုက်ထားရင်မျက်ရည်တွေကြားကအော်ဟစ်နေမိတယ်အာရိယာရဲ့အသက်ရှူသန်းတွေကတဖြည်းဖြည်းတိုးညင်းသွားပေမဲ့သူ့ရဲ့လက်တွေကတော့လင်းယုံရဲ့လက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားတော့မဲ့မင်းမရှိတဲ့နေရာမင်းနဲ့အတူနေချင်တယ်ဒီစကားလေးတစ်ခွန်းဟာအာရိယာရဲ့တသက်လာလုံးတောင့်တခဲ့တဲ့ငင်းချမ်းရင်းနဲ့ချစ်ချင်းမြတ်တာကိုဖော်ပြနေခဲ့ပါတယ်ကမ္ဘာလောကရဲ့ရုံရင်းစံကတ်မှုတွေစစ်မီးနဲ့ဝေးရအရက်တစ်ခုမှာလင်းယုံနဲ့အတူရှိနေခြင်းနဲ့သူ့ရဲ့နောက်ဆုံးစံတာဟာလီဒုတွေမှာပဲ့တင်ထပ်တွားခဲ့ပါတယ်ငိမ့်တက်သွားခြင်းထိုစကားအဆုံးမှာပဲအာရိယာရဲ့တင်းကျပ်စွာစုပ်ကင်ထားတဲ့လက်တွေဟာဖြေလွှတ်ထွားခဲ့တယ်
မြတ်ဝန်းတွေဟာမိတ်ကျသွားပြီးရင်ဘက်ထဲကနာချေမှုတွေဟာလည်းထာဝရအသက်ငြိမ်းချမ်းသွားခဲ့ပါပြီလင်းယုံရဲ့ရင်ခွင်ထဲမှာအာရီယာရဲ့အသက်ဟာမီးတောင်းတွေကြားထဲကမီးခိုးငွဲ့တွေလိုပဲလွင့်ပြေသွားခဲ့ပါလေပတ်ဝန်းကျင်မှာတော့မီးတောင်းတွေကတဝုံဝုံတောက်လောင်နေစေဒါပေမဲ့လင်းယုံအသက်တော့တကဘာလုံးဟာမှောင်မိုက်ပြီးတိတ်ဆိတ်သွားခဲ့ရပါပြီ စစ်မြို့တော်ရဲ့ကောင်းကင်ရံမှာညစ်ပေါင်းများစွာဖုံးလွှမ်းနေခဲ့တဲ့မိโกငွေတွေဟာဒီနေ့မနက်မှာတော့ပထမဆုံးအကြိမ်ဖြစ်ပျောက်ကွယ်သွားခဲ့ပြီလေထုထဲမှာရမ်းနှံ့တွေသွေးနှံ့တွေအစားမြေကြီးတစ်ရဲ့ရနံ့နဲ့အေးမြတဲ့စီးနှင်းတွေရဲ့အရာသာကအစားထိုးဝင်ရောက်လာတယ်မိတောက်တွေငိမ့်သွားတဲ့အခါကြံရစ်ခဲ့တာကပြာပုံတွေမှမဟုတ်ပါဘူးအဲ့ဒီပြာပုံတွေအောက်မှာရှင်တန်ကျင်စိတ်ရှိနေသေးတဲ့အမြင့်တွယ်နေတဲ့မျောလင့်ချက်တွေလည်းရှိနေခဲ့တယ်လင်းယုံဟာသူ့ရဲ့တန်ချက်ကားအင်ကြီးကိုချွတ်ပစ်လိုက်ပြီးတာမန်ဝတ်စုံကိုဝတ်ဆင်ကမြို့ပြက်ကြီးတွေကိုလမ်းလျှောက်ဝင်လာခဲ့တယ်။သူ့လက်ထဲမှာအငင်ကလိုကြောက်စိမ့်တာမရှိတော့ဘူး။အဲ့ဒီအစားမြို့အသက်တီဟိုအကလိုအပ်တဲ့မြေပုံနဲ့တူရိယာတွေပဲပါရှိတော့တယ်။စစ်မြို့ကိုပြန်လဲတီဆောက်တဲ့အခါလင်းယုံဟာခန်းစစ်တိုင်းတွေကိုအရင်မပြင်ခဲ့ဘူး။သူဟာစာတင်ကျောင်းတွေဆေးရုံတွေနဲ့ပန်းခြံတွေကိုအရင်ဆုံးမြေနေရာချခဲ့တယ်။ငါတို့မှဓာတ်မရှိတော့လည်းဖြစ်တယ်။ဒါပေမဲ့တယောက်နဲ့တယောက်စာနာမှုမရှိရင်တော့ဒီမြို့ကပြာပုံထက်မပိုတော့ဘူးလို့သူကမြို့သူမြို့သားတွေကိုပြောပြခဲ့တယ်။မြို့လေခေါင်မှာအာရီယာအတွက်ရည်စူးတဲ့ကြောက်တိုင်တစ်ခုစိုက်ထူခဲ့ကြတယ်။လူတွေကအာရီယာကိုရန်သူတွေကိုအပြတ်အသက်ချေမုန်းခဲ့တဲ့စစ်သူရဲကောင်းအဖြစ်ဂုဏ်ပြုချင်ကြတယ်။ဒါပေမဲ့လင်းယုံကတော့ထူးထူးခြားခြားပဲကြောက်တိုင်ပေါ်မှာအာရီယာရဲ့ဓာတ်ကိုမထူးစစ်စေခဲ့ဘူး။အဲ့ဒီအစားပွင့်လန်းကားစားပန်းတပွင့်ကိုကာကွယ်ပေးထားရဲ့လက်နှက်ဖတ်ပုံကိုပဲထူးစစ်စေခဲ့တယ်။လင်းယုံအတွက်အာရီယာဟာရဲညင်လွန်းလို့တိုက်ပွဲဝင်ခဲ့သူမဟုတ်ပါဘူး။သူချစ်တဲ့အရာတွေကိုကာကွယ်ခြင်းလွန်းလို့မီးတောက်တွေကိုကိုယ်တိုင်ဆင်းသွားခဲ့တဲ့နူးညံ့တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်သာချစ်တယ်။စစ်ပွဲတွေပြီးဆုံးသွားချိန်မှာအာရီယာရဲ့နာမည်ဟာကြောက်ရွံ့ခြင်းရဲ့ဘဲရုပ်မဟုတ်တော့ပဲငြိမ်းချမ်းခြင်းရဲ့အစအုပ်ထက်လာခဲ့ပြီ။ညရောက်တဲ့အခါမြို့ထဲမှာအရင်လိုမီးပုံပွဲတွေကင်းဆောင်မီးတောက်တွေလိုအပ်တော့ဘူးအိမ်တိုင်းရဲ့ပတင်းပေါက်ကနေထွက်လာတဲ့နွမ်းထွေးတဲ့မီးအိမ်ညောင်လေးတွေကပဲမြို့ကိုလင်းထိန်စေခဲ့တယ်လင်းယုံဟာမြို့ဟောင်းတတိုင်းအဖျက်ပေါ်မှာထိုင်ရင်းဝေးလံတဲ့တောင်တန်းတွေကိုငေးကြည့်နေမိတယ်သူဘေးမှာအာရီယာမရှိတော့ပေပဲအာရီယာပြေးခဲ့တဲ့ငင်းချမ်းခြင်းကတော့မနက်ခင်းတိုင်းရနေအောင်ကြီးထဲမှာရှိနေမှာပါအာရီယာမင်းမြင်လားငါတို့မြို့မှာမီးတွေမရှိတော့ဘူးဒါပေမဲ့ငါတို့အေးစိတ်မနေဘူးအချက်နဲ့တနာချင်းတွေကငါတို့ကိုနွမ်းထွေးစေခဲ့ပြီနေကုန်းစစ်မြို့တော်ဟာအခုတော့စစ်မြို့တော်မဟုတ်တော့ဘူးနှလုံးသားတွေပြန်လဲရှင်တန်ရာမျော်လင့်ချက်မြို့တော်အဖြစ်အမိအတွင်ခဲ့လိပြီစစ်မီးတွေငြိမ်းသွားခဲ့ပြီဒါပေမဲ့လင်းယုံရဲ့ရင်ထဲကလွမ်းဆွဲမှုမိကတော့မငြိမ်းနိုင်သေးဘူးသူ့ရဲ့ကဲတင်ရှင်အနိကဆုံးအာရီယာအချစ်ဆုံးအာရီယာမရှိတော့တဲ့ဒီမြို့ဟောင်းရဲ့လမ်းမတွေပေါ်မှာလင်းယုံဟာတယောက်တည်းရှောင်လန်းနေကြပါတယ်အာရီယာအမြဲတမ်းအိမ်မက်မှတ်ခဲ့ဘူးရဲ့မီးမရှိတဲ့မြို့ဓာတ်မရှိတဲ့မြို့ဆိုတာကိုအကောင်အထည်ဖော်ဖို့လင်းယုံဆုံးဖြတ်ခဲ့တယ်ပျက်စီးနေတဲ့အဆောက်အဦတွေသွေးစွန်းနေတဲ့မြေပြင်တွေကိုဖယ်ရှားပြီးအနာဂတ်အသက်မျော်လင့်ချက်ပန်းနိုင်တစ်တွေကိုသူစိုက်ထူခဲ့ပါတယ်လင်းယုံဟာမြို့သူမြို့သားတွေကိုစုစည်းပြီးလက်နက်တွေနေရာမှာလုပ်ငန်းသုံးကိရိယာတွေကိုအစားထိုးစေခဲ့တယ်မြို့ဟောင်းရဲ့ပြာပုံတွေကြားကနေတန့်ရှင်းပြီးအေးချမ်းတဲ့မြို့သက်တစ်ခုတခေးခေးချင်းပေါ်ပေါက်လာခဲ့ပါတယ်မြို့လေကောင်ကအမြင့်ဆုံးနေရာမှာရိုက်ရင်းလင်းယုံကကောင်းကင်ယံကိုကြည့်ပြီးတိုးတိုးလေးရည်ရွမိတယ် အာရီယာနင်ကြည့်နေလားနင်လူချင်းထဲတဲ့မီးမရှိတဲ့မြို့ဓာတ်မရှိတဲ့မြို့ဆိုတာအခုတော့တကယ်ဖြစ်လာခဲ့ပြီငါတို့စီမှာငင်းချမ်းရေးလည်းရနေပြီဒါပေမဲ့ဒီအောင်မြင်မှုတွေကိုနင်နဲ့အတူမခံစားရတာတခုပဲငါ့အတွက်အခက်ခဲဆုံးပဲအာရီယာအခုဆိုရင်ဒီမြို့အသက်ထဲမှာခလီးရဲ့ရေမောတန်တွေပြန့်လွင့်နေပြီနင့်ကိုအယမ်းလွမ်းတာပဲအာရီယာ ဓာတ်သွားတွေရဲ့တစ်ဖြက်ဖြက်လက်တန်တဲ့အစားအိမ်ပြေးလင်းရောင်လေးတွေကပဲမြို့ကိုလှပစေတော်တယ်လင်းယုံဟာမြို့တစ်ကိုတီးဆောက်နိုင်ခဲ့ပြီပဲသူ့နှလုံးသားထဲမှာတော့အာရီယာအတွက်နေရာလွတ်တစ်ခုအမြဲတမ်းရှိနေအောင်မှာထက်ပါတယ် ချစ်ခင်ရပါတော့ကြည့်ရှုသူပရိသတ်ပေါင်းတို့ခင်ဗျာကျွန်တော်တို့ရဲ့တစ်သားစစ်မြို့ဤ
မီးနဲ့နှလုံးသားဆိုတဲ့အာရီယာနဲ့လင်းယုံတို့ရဲ့စွန့်စားကန်းဇာလန်းလေးဟာအခုဆိုရင်အောင်မြင်စွာနဲ့ဆက်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်ဒီဇာလန်းလေးစတင်ကလေးကအဆုံးထိအာရီယာနဲ့လင်းယုံတို့ရဲ့ခရီးစဉ်မှာအတူတူလိုက်ပါစီးမျောပြီးအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်တင်တို့ရဲ့ကောမန်တွေအားပေးစကားတွေနဲ့ကြီးစုမှုတွေဟာကျွန်တော်တို့အတွက်ရှေ့ဆက်ဖို့အင်အားတွေဖြစ်စေခဲ့ပါတယ်ဇလန်လေးကပြီးဆုံးသွားပြီမဲ့ကျွန်တော်တို့ရဲ့ခရီးစဉ်ကတော့ဒီမာရင်ရက်တန်ထောမှာမဟုတ်ပါဘူးနောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ဇလန်တီတွေပိုမိုကောင်းမွန်တဲ့ဗီဒီယိုအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားဖို့ပြင်ဆင်နေပါတယ်ဒါကြောင့်နောက်ထပ်တင်မဲ့ဗီဒီယိုအသစ်တွေကိုလည်းလက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့လှိုက်လိုက်လဲကောင်းဆိုချင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်းဆက်လက်ဝန်းရံပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ဂေယဖေပါတယ်